မကောကုန်းမစားလာမဲ့လို့တွေရောမကောမှာလက်ရှိလုံးနေတဲ့လို့တွေပေါ့နော်ကိုဖူထုံးမှာအရန်ကျွမ်းတယ်အရေးဖောက်ရတဲ့အင်္ဂလိပ်လည်းအရန်ကျွမ်းတယ်ပေါ့နော်ဒီလိုမျိုးလူတွေပေါ့နော်ခက်ခဲတွေ့နေရတဲ့အရာလေးကိုပေါ့နော်ဒီညီမလေးတရားကတစ်တော့မှာပေါ့နော်ပြောပြထားတာသူအလုပ်ထဲမှာအခက်ခဲတွေ့ရတဲ့ပုံစံလေးကိုပေါ့နော်ဒါလေးကိုကျွန်တော်ကဒီနေ့ပြန်ပြီးတော့ reaction လုပ်ပေးမှာပဲဖြစ်ပါတယ်နော်ဒီမကောက်မှာလေမန်ဒရင်းဘလောက်တက်ပေါ့ကွမ်တုံးကဒါအရေးကြီးဆုံးပေါ့နော်ကွမ်တုံးကဒါအရေးပါဆုံးဆိုတာကိုငါတို့အလုပ်တက်ပြီးမှသိရတာပေါ့နော်စတော့ယူရိုအလုပ်လာရှာတယ်အလုပ်လာရှာတဲ့အချိန်ကျတော့โอเคညီမန်ဒရင်းကောင်းကောင်းပြောတတ်တာပဲအမလီညီမန်ဒရင်းကျွမ်းတာပဲအခုပေါ့အဲ့လိုမျိုးဆိုအင်တာဗျူးတွေကလည်းကွာဆရာကြီးတို့အင်တာဗျူးမှအင်တာဗျူးအောင်တော့ကြတော့လေလူတွေကမြောက်တာပေါ့နော်ဆိုတော့ယူရိုအလုပ်ထဲမှာတွေကိုတွေ့လေကွမ်တုံးပဲပြောတာဟာတခါကျအဲ့လိုယူရိုကြတော့ဒီလိုဟိုအလုပ်ထဲမှာလို့ဒီလိုဟိုပါပေါ့ဝကီတိုကီကိုခေါ်မှာပေါ့နော်အဲ့ဒါတတ်ထားရတာပေါ့နော်တတ်ထားရပြီဆိုလဲလေကိုတွေလှုပ်နေဆိုဟဲဘာဖြစ်တယ်ကွမ်တုံးလို့မှောက်ချလိုက်ပြီမန်နေဂျာကိုနာမည်ခေါ်ပြီးမှကွမ်တုံးလို့ပြောချလိုက်တယ်ဆိုဟာကိုဘာလို့လို့မသိဘူးတလုံးမှမတက်ဘူးလေကြောက်အောင်ဘာလို့လို့မသိဘူးအဲ့ဆိုအဲ့မန်နေဂျာကလာပဲအဲ့မန်နေဂျာအချင်းဆိုတတိထားရတာဒီလားအဲ့လိုကွမ်တုံးစကားတက်လူဆိုငါနာမည်ခေါ်ရင်တတိထားရင်မှနေနားထောင်ပေးအောင်နော်အဲ့လိုမျိုးပေါ့နော်အမလေးပြရတယ်ခက်ရတာအဲ့လိုမျိုးအဲ့လိုဆိုအဲ့လိုပြောပြီးမှအဲ့ဆို तू ကကိုယ်နာမည်ခေါ်လိုက်တာနဲ့ okay စိုးတော့ဟုတ်ကဲ့ပါအဲ့လိုမျိုးပေါ့အဲ့လိုမျိုးအဲ့လိုပြောလိုက်ပြီးတော့ရင်ဘာပြောပဲကိုကမသိဘူးနော်ဟုတ်ကဲ့ပါလို့ရင်ပြောလိုက်တယ်ပြောလိုက်ပြီးတော့ရင်သွားမေးတယ်သူကိုတငယ်ချင်းနားထောင်ခိုင်းတဲ့တငယ်ချင်းကိုသွားမေးမှအဲ့ဒါ तू ကပြောပြအဲ့လိုမျိုးတွေကြရက်တွေအဲ့ဒါတကယ်လို့ तू ကလာရဆိုတော့ तू ကဟိုပြောဒီပြောဟိုမေးဒီမေးဖြစ်မှာဆိုလို့ तू ကဒီလမ်းလာရကိုကဟိုလမ်းအောင်ပတ်ပြေးရတာအဲ့လိုမျိုးဆိုကွမ်တုံးမတအားကွမ်တုံးပြောချင်တာအဲ့လိုပြီးတော့ယူရိုရှိမှာဆိုမှဟိုဟာမီတင်လုပ်ပြီးဆိုရင်လေ तू ကကွမ်တုံးနဲ့ပဲလုပ်တာအဲ့တော့ကျတော့နားမလဲဘူးကွာတော်တော်များများနားမလဲဘူးပြီးမှသူတို့ဆိုမီတင်လုပ်ထားတဲ့ဟိုစာရွက်လေးတွေကိုအင်္ဂလိပ်လိုပြန်ကြီးမှနားလဲတာအင်္ဂလိပ်လိုတရုပ်စာရေးထားတယ်လေအဲ့ဒါတွေပြန်ကြီးမှနားလဲတာပေါ့နော်ယူရိုကုမ္ပဏီမှာတော့ဒီကွမ်တုံးစကားတက်တဲ့လူကတော့ဆရာကြီးပဲဒီအလုပ်ဒီနိုင်ငံကလည်းကွမ်တုံးစကားပြောတဲ့နိုင်ငံဖြစ်နေတော့ပေါ့ကွာမန်ဒရင်းမှာဘယ်နာမှာသုံးလဲဆိုအဲ့ customer နဲ့သုံးနေချင်မှာမန်ဒရင်းကတော့ကောင်းမန်ဒရင်းကပဲဒီကအသုံးဝင်တာကွာရုံးပိုင်းဆိုင်ရာမှာဆိုရင်ဟိုပါပဲဗါတော့အဲ့ကွမ်တုံးပဲဘာဖြစ်လို့ဆိုတော့ဒီနိုင်ငံကလူတွေဒီမန်နေဂျာတွေဘာညာတွေကြတော့ဒီနိုင်ငံကဒါပဲလုပ်လို့ရတာပေါ့နော်အဲ့လိုဆိုတော့ဒီနိုင်ငံသားအဲ့လိုဒီအထက်ကလူတွေကဒီနိုင်ငံသားဖြစ်တဲ့ပြီးတော့လေအိုတွေကအဖွာအော်နဲ့အသက်ကြီးနေပြီပြောချင်တာအသက်ကြီးနေဆိုကြတော့တို့ကလေတချို့ဆိုလုံးဝဟိုမန်ဒရင်းစကားမတတ်ဘူးတချို့ဆိုနည်းနည်းပဲတတ်တယ်အဲ့လိုမျိုးပေါ့နော်မန်ဒရင်းအဲ့လောက်မတတ်ဘူးဒီနောက်ပိုင်းလူငယ်တွေမှသာလင်းဒီမန်ဒရင်းတတ်တာပေါ့အဲ့လေပြောရတာအဲ့လောက်ထိအစီမရောဘူးကွာဒီအဲ့လို तू ကကွမ်တုံးလို့ပဲပြောချင်တာကွမ်တုံးလို့ကိုကမတက်ဘူးဆို तू နဲ့ကိုက तू ကလည်းကိုကိုမကြိုက်ဘူးအဲ့လိုမျိုးဖြစ်တာကိုတွေကိုမကြိုက်ဘူးတော့ကိုတွေမန်ဒရင်းမတက်တဲ့လူတွေအများကြီးအဲ့လိုမျိုးမကြိုက်ကုမ္ပဏီကလည်းယူရိုကိုလေအဲ့ကွမ်တုံးတင်ပဲပြောအဲ့ဒါကြောင့်ပြောဒီမှာကြောက်လေကွမ်တုံးကလည်းတော်တော်အရေးပါတယ်ပေါ့နော်ဟုတ်ဒီညီမလေးပြောတာလေးကိုကြည့်ပြီးတော့ပေါ့နော်ကျွန်တော်လည်းပေါ့နော်အလုံးမှာတချို့တွေတွေ့နေရပေါ့နော်ဟိုဖူထုံးကကျွမ်းနဲ့တက်တယ်ဒါပေမဲ့တကယ်ကြတော့လေဥပမာကျွန်တော်တို့မန်နေဂျာတွေနဲ့ဖြည့်ရှင်းတဲ့အခါမျိုးတွေပြီးလို့ရှိရင်တချို့အရေးကြီးတဲ့အပိုင်းတွေပေါ့နော်ဟိုပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီဟိုနိုင်ငံလူတချို့ဆိုလို့ရှိရင်ပေါ့နော်ဟိုဒီပြည်မာကြီးစကားကိုပေါ့နော်မန်ဒရင်းကိုမတက်တဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့အကယ်၍ဒီမကာကိုလာမယ်မကာမှာအလုပ်လုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုအင်္ဂလိပ်နဲ့မှတ်တွင်အရန်ကျွမ်းနေတော့မှပေါ့နော်ကွမ်တုံးကိုပေါ့နော်အနည်းအချင်းဟို90ရာခိုင်နှုန်းတော့တိထားမှာကိုအဆင်ပြေမယ်ပေါ့မဟုတ်ဘူးဆိုလို့ရှိရင်ဒီညီမလေးပြောသလိုမျိုးအလုပ်ထဲမှာအခက်ခဲအများကြီးတွေ့ရမှာဖြစ်တယ်နော်ဘာလို့လဲဆိုတော့လေကျွန်တော်တို့တခုပေါ့နော်ပြဿနာတွေပဲဖြေရှင်းရတဲ့အချိန်တွေပဲဖြစ်ဖြစ်ဥပမာမန်နေဂျာတွေနဲ့ဖြေရှင်းရတာပဲဖြစ်ဖြစ်နော်အဲ့တော့ဒီသူတို့နဲ့ communication လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဒါကွမ်တုံးနဲ့ပဲဖြေရှင်းကြတာများတယ်ပေါ့နော်အကယ်ကိုကဖူထုံးကကျွန်တော်တို့ဖူထုံးကလည်းဖြေရှင်းတော့မှရခက်တည်ရှိတော့ပေါ့နော်တခြားလူမျိုးတွေနဲ့ဆက်ဆံတဲ့အခါကြလို့ရှိရင်ပေါ့နော်သူတို့ကလည်းကွမ်တုံးပဲပြောကြတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့တော်တော်များများကဒီကွမ်တုံးဖူထုံးဝါကိုပေါ့နော်အရေးဖတ်ရတယ်အင်္ဂလိပ်ရတယ်ဆိုပြီးတော့တက်လာကြတယ်ဒါပေမဲ့ဒီမှာလက်ရှိပေါ့နော်အခက်ခဲတွေဖြစ်တဲ့ကြာမှာကျွန်တော်ရှိမှလာပြီးတော့အကုန်လုံးပေါ့နော်ပြန်ပြီးတော့တင်တန်းလာပြီးတော့တက်ကြတယ်ပေါ့နော်အရေးဖတ်အရန်ကျွမ်းတဲ့လူတွေတောင်မှပဲပေါ့နော်ကွမ်တုံးစကားကိုပြန်ပြီးတော့လေးလာကြရတယ်ပေါ့နော်ဒါကတော့ဒါတကယ်အလုပ်ထဲမှာလောက်ရတဲ့လူတွေရဲ့ခံစားချက်ကိုဒီညီမလေးကပြောပြတာဖြစ်နော်အဲ့တော့အထိပ္ပယ်ကလေကွမ်တုံးစကားတင်ရမလို့မတ်ဒရင်းပဲတင်ရမလို့အင်္ဂလိပ်ပဲတင်ရမလို့ပေါ့နော်
လမ်းပြောင်းနေတဲ့လူတွေအတွက်ပေါ့နော်ဟိုဘယ်နိုင်ငံကိုတွားပေါ့နော်သူ့ရဲ့စကားကိုတတ်တာကတော့လုံးဝအကောင်းဆုံးပဲပေါ့နော်ကျွန်တော်ကအကြံပေးချင်တာဟိုအင်္ဂလိပ်နဲ့မှတွင်ဟိုပဲတက်လို့မရဘူးလို့ကျွန်တော်မပြောဘူးเนาะကြားတဲ့နေရာတွေလည်းရှိတယ်အဆင်ပြေတဲ့နေရာတွေလည်းရှိပါတယ်ပေါ့နော်ဒါပေမဲ့ဘယ်နိုင်ငံတော့သူ့ရဲ့နိုင်ငံစကားလေးကိုတတ်တာကတော့အကောင်းဆုံးဆိုတဲ့အားလေးကိုအကြံပေးတာပေါ့နော်ကြည့်ပြီးမရှင်းတာမသိတာတခုရှိလို့ရှင်လဲဟိုပြန်ပြီးတော့ဟိုမေးလို့ရတယ်လာပြီးတော့တိုင်မင်လို့လည်းရပါတယ်ပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့လည်းကျေးဇူးတင်ပါတယ်